အားလုံးပဲမင်္ဂလာပါရှင်ကျွန်မရဲ့ခင်သနာ YouTube channel page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အပတ်စဉ်တနင်္ဂနွေနေ့တိုင်းကျွန်မထုတ်လွှင့်နေကြဖြစ်တဲ့ Grace Under Pressure ဖိအားမြတ်မှလွတ်မြောက်ခြင်းဆိုတဲ့ခေါင်းစဉ်ကိုပြန်ဖတ်ဖို့အတွက်တစ်ဖန်ပြန်လည်ရောက်ရှိလို့ရပါပြီဒီတစ်ပတ်ဖတ်မှာဆိုရင်တော့ကျွန်မ39ပုံမြောက်ဖြစ်ပါတယ်နောက်တစ်ပတ်ဖတ်ပြီးရင်တော့ကျွန်မဖတ်နေတဲ့အပုပ်40ပြီးပြီပေါ့နော်အဲ့ဒီဘက်ဖတ်ပြခြင်းတဲ့ခေါင်းစဉ်ကစိတ်ကူးကဘာတွေကရှင်ဘင်းရင်များဖြစ်ပါတယ်စိတ်ကူးကဘာတွေကရှင်ဘင်းရင်များလဲရန်ကျောင်းသူရွယ်တုန်းကကိုတက်နေတဲ့ကျောင်းမှာစာပေဟောပြောပွဲတွေလုပ်ပေးလေးရှိတယ်။စာပေဟောပြောပွဲရှိရဲ့နေဆိုကိုအပါဝင်ကျောင်းသားတွေကသိပျော်ကြတာဟောပြောပွဲကိုနားထောင်ခြင်းလို့မဟုတ်ပဲစာသင်ချိန်3ချိန်လောက်ပြည့်ခွင့်ရမှာမဟုတ်ပါပဲ။ကျောင်းသားကျောင်းသူတွေအားလုံးကအစုံဆုံးခမ်းမဆောင်ကြီးထဲမှာစုဝေးနေရယူကြရတယ်။ဟောပြောကြမဲ့စာရေးဆရာတွေမလာသေးခင်အချင်းချင်းတွတ်ထိုးစကားပြောကြရတာလဲဆယ်ကျော်သက်အရွယ်ရဲ့ရင်ခုန်စရာတစ်မျိုးဖြစ်ခဲ့ရပါတယ်။အစပိုင်းတွေမှာစာသင်ချိန်ပြက်လို့ပျော်ကြတာဖြစ်ပေမဲ့တဖြည်းဖြည်းနဲ့စာပေဟောပြောပွဲနားထောင်ရခြင်းကိုစိတ်ဝင်စားနဲ့အရသာတွေ့လာကြတယ်။ဒီချိန်မှာတော့ဆရာတယောက်ဟောပြောသွားတဲ့အထက်မှာမြန်မာနိုင်ငံဟာသူ့ကျွန်လက်အောက်ကိုနှစ်ပေါင်း100ကျော်ကြာရောက်ခဲ့တယ်လို့ဆိုပါတယ်။မြန်မာလူလည်ရဖို့ကြိုးပမ်းခဲ့ရပုံတွေကိုចောင်းသားတွေစိတ်ဝင်စားအောင်ဇာတ်လမ်းလေးတွေနဲ့ရှင်းပြတယ်။ဟောပြောဝဲပြီးလို့ခမ်းမကြီးတဲကနေလက်ပိုင်ပြီး2ယောက်တည်းတန်းစီပြန်ထွက်ကြရတဲ့အချိန်မှာကိုဘေးကတငယ်ချင်းကိုပြောလိုက်မိတယ်။သူ့ကြုံလက်အောက်မှာနေခဲ့ကြတာနှစ်ပေါင်း100ကျော်တောင်တဲ့ဟဲ့ဒီလောက်ညံ့တာလွတ်ဖို့တော့မကောင်းဘူးနော်။ကို့နောက်နာကကပ်ပါလာတဲ့တမိုင်းဆရာမကကြားသွားပြီးကိုခေါင်းကိုခောက်ထက်လိုက်ရောဒီလောက်မျိုးချစ်စိတ်တက်ကြွဖို့ဟောပြောခဲ့တာကိုလွတ်ဖို့တော့မကောင်းဘူးလို့ပြောเสียလာတယ်။တကယ်တော့ကိုယ်စိတ်แท้ဖြစ်စေခြင်းပြီးကြားခြင်းမိတာကအဲ့ဒီလောက်နှစ်တွေမကြပဲလွတ်မြောက်ခဲ့တယ်ဆိုတာမျိုးပါဒါပေမဲ့အလယ်တန်းကျောင်းသူအရွယ်မှာဆရာမနားလေအောင်ကိုကလည်းရှင်းမပြတတ်ခဲ့ဘူးအရွယ်ရောက်လာမှပြန်တွေးမိတာကိုလူမျိုးတွေသူ့ကျွန်လက်အောက်ကနေမြန်မြန်ဆန်ဆန်လွတ်မြောက်စေခြင်းနဲ့စိတ်ကလည်းမျိုးချစ်စိတ်တစ်မျိုးပါပဲကျောင်းပြင်ပစာတွေဖတ်မိလာတဲ့အချိန်မှာမြမရှင်ပြင်တွေနဲ့နန်းတွင်ရေးရာအကြောင်းတွေဖတ်ပြလာတယ်ရှင်ပြင်နဲ့မိဖုရားတွေဖြစ်လာကြတဲ့အရွယ်ရောက်သည့်အထိကြောက်တံပရမများတွေနဲ့ဇဲတောက်တိုင်းကစားကြတယ်လို့ဖတ်မိတော့ဟဲဘလူတွေပါလိကြက်မပြေဘူးလားလို့တွေးမိသည့်အထိပါပဲနန်းတွင်ထဲမှာအစိုးအတီးအကနဲ့ပျော်ပွဲရှင်ပွဲများမပြတ်စီရကျင်းပကြတာတွေမိဖုရားရွှေစိတ်တော်ကောက်လဲပွဲသဘင်နဲ့ချော့ရတာတွေဖုံးတော်ဘွဲတွေနေ့တိုင်းနီးပါရေးသွင်းရွတ်ဖတ်ပြတာတွေပကတ်တင်အခမ်းအနားလုပ်လိုက်ခေါင်းစည်းမင်္ဂလာပြုလိုက်လုပ်ကြတာတွေဖတ်မိတိုင်းသူတို့တွေဘာအလုံးမှမရှိကြဘူးထင်တယ်လို့တွေးမိခဲ့ရတာပါပဲအောင်မြမပြည်တစ်ပိုင်းလုံးသူ့ကြုံလက်အောက်ပါသွားတဲ့အချိန်မှာလဲအထက်ပိုင်းတစ်ချမ်းနဲ့ကိုထီကိုနန်းကိုကျငန်းလှုပ်လို့ကောင်းနေကြစေပါပဲပါတော်မူကန်နီးမှာတော့ငယ်ရွယ်သေးလာတဲ့အရှင်နှစ်ပါးဟာဘာမှမတိရှာသေးပဲဇဲတောက်စော့ကစားနေကြတဲ့ကိုကပါတော်မူတာတော့နဲသေးတယ်လို့ပြောလိုက်မိတဲ့အခါလေးစားရတဲ့ဆီယမတယောက်ကကိုရှင်းပြဆုံးမဘူးတဲ့အဲ့ဒီအချိန်မှာကိုကဒုတိယနှစ်ကျောင်းသူဖြစ်နေပြီဆီယမကနန်းတွင်းအရေးတွေနဲ့မြမသမိုင်းကျောင်းဆိုတာကျေပြန့်ရှုပ်ထွေးလာပါတယ်တဲ့သမီးသိထားတဲ့အကြောင်းအရာသေးသေးလေးတွေနဲ့တော့ကောက်ချက်ချပြောလို့မရပါဘူးတဲ့ဆီယမရှင်းပြတာကိုလက်ခံပေမဲ့ကိုကလည်းဂီတအနုပညာဆိုတာခံစားတဲ့အရာတွေမှန်ပေမဲ့တစ်ချိန်လုံးနန်းတွင်းထဲမှာပျော်ပွဲရှင်ပွဲလုပ်နေတာတွေကတော့ပြည်သူဗန္ဒာဖြုံးလွှမ်းတာပဲပြည်သူတွေရဲ့အခွန်ဗန္ဒာနဲ့သူတို့ကိုကြိုးလှုပ်ချင်ရလုပ်နေကြပြီးရှင်ပြည်ရင်ကိုဖူးတွေ့ခွင့်ရရေးကိုမဟာအခွင့်အရေးတစ်ခုလိုပြည်သူတွေခမတွေးထင်နေခဲ့ကြရတာပြီးတော့တိုင်းပြည်ကသူ့ကြုံလက်အောက်ရောက်နေတာကိုတိုင်းပြည်အုပ်ချုပ်မင်းလုပ်ကြတဲ့သူတွေကဘာမှမဖြစ်သလိုဇယ်လေးတောက်လိုက်ပွဲလေးကြည့်လိုက်လုပ်နေတာကတော့အတော်နေစိတ်နေလို့ပြောလိုက်မိတယ်နေစိတ်နေဆိုတဲ့စကားမှာသွေးအေးရက်ဆက်နိုင်ခြင်းလို့ကိုကတော့အတိတ်ပဲဖွင့်လို့ပါတယ်ဆီယမနဲ့အခြေအတင်ဆွေးနွေးပြီးမှာတော့ဆီယမကကိုမှတ်ချက်ပေးတယ်သမီးကသဘုံစိတ်ပဲတဲ့ဆီယမကိုဆက်မပြောပြတဲ့အကြောင်းအရာတွေထဲမှာအမျက်တော်ရှာရင်ဘသူကိုမဆိုလွယ်လင့်တကူကွက်မြက်ပစ်လိုက်တာတွေပညာရှိအမတ်မင်းတွေရဲ့အကြံပြုချက်တွေကိုအကျိုးရှိမရှိမစင်စားပဲမြောက်ပင့်ပြောဆိုကြသူစကားများသာနားယောင်ကြတာတွေရာဇမန်တက်ထောင်ဝါကြတာတွေဒါတွေကိုလည်းသဘောမကျပါဘူးလို့မပြောခဲ့လိုက်ရဘူးဇနိပတ်တော်တွေထဲမှာကိုဖတ်ခဲ့ရဘူးတဲ့ရှင်ဖျင်စိတ်ထားတွေကချစ်စရာကြည်ညိုစရာကောင်းခဲ့တာကိုအင်းရှင်မင်းအရာအနှင်းခံရမယ်သားတော့
မဟာဖာတုဆိုတဲ့မင်းသားကိုခမည်းတော်ကမေးတယ်ကောင်းကင်မှာပြန်တန်းသွားလာနေတဲ့ငှက်အမျိုးမျိုးအနဲ့ဘလို့ငှက်မျိုးသားတော်ဖြစ်ချင်ပါသလဲတဲ့သားတော်ကနဟိငှက်ဖြစ်ချင်ပါတယ်တဲ့နဟိငှက်ကလေပင်ရှည်တော့အတန်ထွက်ဖို့ရာပါဇက်ကိုရောက်အောင်လေတိုင်းတစ်ချောက်လာရဖို့တော်ယုံအတန်ထွက်ဖို့ခက်ခဲပါတဲ့သူလဲဒီလိုပါပဲဒေါသအလျောက်ကြေးကျွန်စင်းရဲသားတွေကိုအော်ခြင်းဆဲခြင်းနဲ့စိတ်ပေါ်လာခဲ့ရင်ပါဇက်ကိုမရောက်ခင်ဒေါသပျောက်ကင်းမှဖြစ်လို့တော်ယုံမထွက်ဖြစ်တော်ဘူးတဲ့ဒီသားတော်ကရှင်ဘုရင်ဖြစ်လာတော့ခန္တီတရားမေတ္တာဂရုဏာတရားတွေနှလုံးသွင်းအုပ်ချုပ်နိုင်လို့ပညာရှိစကားနားပေါက်တဲ့ဒီတော့တိုင်းပြည်အေးချမ်းသာရတဲ့ဖတ်ဖူးတဲ့နောက်တစ်ပုဒ်ကြတော့သူ့သီရိဆိုတဲ့မိဖုရားကဘယင်ကံယာရူးရတော့မယ်သားတော်မောင်ကိုစုံမစကားပါတဲ့အကြောင်းပါပဲခွေးမီလိုမာနထောင်လွားစိတ်မရှိနဲ့ခွေးမီတွေကတွားတဲ့အခါမှာအထက်ကိုထောင်နေမိမိအင်္ဂါကိုတော့လုံအောင်မဖုံးနိုင်ဘူးကိုကိုလာကြိုက်တဲ့ဖြုတ်ချင်တွေကိုလည်းမပုတ်ခတ်နိုင်ဘူးအမီးပင်ထောင်တော်ညာအတုံးမကြတဲ့ထောင်ချင်းပါပဲတဲ့စင်မြင့်ကျွဲနွားမီးတွေလိုနေပါတယ်သူတို့ကတော့မမြင်အပ်တဲ့အင်္ဂါကိုလည်းဖုံးအုပ်ထားနိုင်နေမှတ်ချင်ဖြုတ်ကြိုက်လာရင်လည်းပုတ်ခတ်နိုင်ပါတဲ့သူ့တီတီမိဖုရားစကားကိုခက်စကားနဲ့ဖလှယ်ပြောရရင်ခွေးမီလိုမကြင်ကြံနဲ့ဆိုတာမလိုအပ်တဲ့နေရာမှာထောင်လွှားနေရင်ကိုယ့်အချက်လဲလုံအောင်မဖုံးနိုင်ဘူးပြီးတော့ကိုယ့်ကိုတိုက်ခိုက်လာမဲ့ရန်သူရန်လဲမကခွင့်နိုင်ဖြစ်ရမယ်စင်မြင့်ကျွဲနွားမီလိုကြင်ကြံမှာဆိုတာကအမီးမထောင်နိုင်အမီးကုန်နေတာမဟုတ်ပါဘူးအဆက်လုံအောင်ဖုံးနိုင်သလိုလိုအပ်လာရင်ရန်သူရန်တွေကိုလည်းပုတ်ထုတ်ပေးနိုင်တယ်ဒီလိုတရားနဲ့ကြင်ကြံနေထိုင်တဲ့မင်းလက်အောက်ကတိုင်းပြည်ဟာအေးချမ်းပေမပေါ့ဒါတွေဟာဇက်နီပတ်တော်တွေထဲမှာပဲရှိခဲ့တာလားအပြင်လောကဘက်ကိုခုံထွက်မလာတော့ဘူးလားလို့စိတ်ကူးပြီးစောင့်ခဲ့တာကိုတော်အဖွားအိုပေါက်စအရွယ်ရောက်နေပြီလေမသေးခင်တော့စိတ်ကူးကဘာတွေကရှင်ဘုရင်တွေကိုဖူးတွေ့ရတာမဟုတ်ဘဲတွေ့ဘူးကျင်ပါရဲ့ဒါလေးက2023 8လပိုင်း17ရက်နေ့မှာရေဖွဲ့ဖြစ်ခဲ့တဲ့ဆောင်းပါးလေးဖြစ်ပါတယ်။ထုံးစံတိုင်းဒီဆောင်းပါးလေးကိုရေဖွဲ့ပြရတဲ့အကြောင်းရင်းကလည်းကျမတို့ငယ်ငယ်ကဇနီးပတ်တော်တွေမှာဖတ်ခဲ့ရတဲ့ရှင်ဘုရင်နေဆိုတာချစ်စရာလေးစားကြည်ညိုစရာကောင်းခဲ့တဲ့အကြောင်းအရာကိုငယ်ငယ်ကရုပ်ပြရင်မှဖတ်ဖူးတယ်ပေါ့နော်။ကြီးလာတော့ညီမသမိုင်းချောင်းနေဖတ်တဲ့အခါမှာအချို့အချက်တွေကကျမရဲ့ငယ်ရွယ်သူစိတ်နဲ့ပေါ့နော်စိတ်ကြောက်တဲ့အရွယ်အစိတ်နဲ့ရှင်ဘုရင်တွေရဲ့နေထိုင်ကြင်ကြံပြုမှုပုံကိုသဘောမကျပါဘူးသဘောမကျတဲ့အကြောင်းကနေငယ်ငယ်ကလည်းကျမမူလာတန်းရွယ်မှာလည်းမူလာတန်းရွယ်သမိုင်းဆရာမကြီးနဲ့ဖြစ်ရတယ်လို့အလယ်တန်းရွယ်မှာလည်းအလယ်တန်းရွယ်ဆရာမတက်သူရောက်တည်ထီလည်းကျမအငင်းအခုံလုပ်ပြီးတော့ဒီအကြောင်းအရာကိုပြောဖြစ်ခဲ့တယ်ပေါ့နော်အဲ့တော့ကိုထီးကိုနန်းကိုကျင်ငန်းဆိုတာကိုကိုရှင်ဘုရင်ကိုထီးနန်းကိုမလေးမစားဂုံယူပြီးမပြောချင်လို့မဟုတ်ပါဘူးဒါပေမဲ့ဖတ်ခဲ့ရတဲ့သမိုင်းကြောင်းတွေကအရွယ်တော်ကြီးသည်ထိစစ်တောက်တန်းကစားကြတော့လားတိုင်းရေးပြည်ရတယ်မလို့ဖဲအောက်မြန်မာပြည်ပါနေတာတော့အထက်မြန်မာပြည်မှာဘလို့စိတ်နဲ့များအေးအေးချမ်းချမ်းနေနိုင်လဲပေါ့တိုင်းပြည်ကြီးတစ်ခုလုံးတည်ငြိမ်အေးချမ်းမှုမရှိနေတာပြည်သူတွေဆင်းရဲဒုက္ခရောက်နေတဲ့အချိန်မှာအုပ်ချုပ်သူတွေဟာပျော်ပွဲရွှင်ပွဲကျင်းပပြီးနေနိုင်တာဟာနေစိတ်နေလို့ကျမကပြောချင်တာပါသူအေးတယ်ပေါ့တကယ်တော့တိုင်းပြည်တည်ငြိမ်အေးချမ်းမှတိုင်းပြည်အုပ်ချုပ်တဲ့သူရှင်ဘုရင်ဖြစ်ခေတ်အဆက်ဆက်ပေါ့နော်တိုင်းပြည်အုပ်ချုပ်တဲ့သူတွေဟာတိုင်းသူပြည်သားတွေအေးချမ်းပါမှသူတို့လည်းအေးချမ်းပြီးပျော်ရွှင်ရမှာမဟုတ်ပေဘူးလားတိုင်းပြည်အေးချမ်းပျော်ရွှင်နေဆိုတာတိုင်းသူပြည်သားတွေပျော်ရွှင်နေဆိုတာအုပ်ချုပ်တဲ့ရှင်ဘုရင်မင်းအုပ်ချုပ်သူတွေရဲ့အရေးချင်းတရက်သူတို့တော်ပဲမဟုတ်သူတို့တော်လို့မဟုတ်ဘူးလားပေါ့နော်ဒီအတွင်းနဲ့စိတ်ကူးရင်ကဖားတဲ့ကရှင်ဘုရင်များဆိုတာကိုရှေ့ဖြစ်ခဲ့တာပါအဲ့တော့ဒီရေးဖြစ်ခဲ့တဲ့အကြောင်းအရာက2023ပေါ့နော်အခု2026ပေါ့2026ရောက်တော့လေဒီခံစားချက်ကိုကျွန်မပြန်ခံစားရပါတယ်တိုင်းပြည်မြေအေဂျင့်နေတာတိုင်းပြည်ပြည်တွင်းစစ်ဖြစ်နေတာဒီလိုအချိန်မှာပျော်ပွဲရွှင်ပွဲကျင်းပနိုင်ပြီးပျော်ပွဲရွှင်ပွဲသွားလာနေနိုင်တဲ့အုပ်ချုပ်သူဆိုတဲ့လူဒန်းစားတရက်ကိုကျွန်မကအခုလဲအံ့ဩတဲ့စိတ်ဖြစ်မိပါတယ်ဒါကြောင့်ဒီဆောင်းပါးလေးရေးခဲ့တာကျွန်မကတော့ဘယ်ချိန်ပြန်ဖတ်ကျွန်မရဲ့အတွေ့အကြုံတွေကျွန်မရေးခဲ့မိခြင်းအတွက်ကိုကျွန်မကတော့ကျင့်တတ်ပါတယ်အဲ့တော့နောက်တစ်ပတ်တင်မှာလဲနောက်တစ်ပတ်ဆိုတော့နောက်တစ်ပတ်ကတော့နောက်ဆုံးတစ်ပတ်ပေါ့နော်ကျွန်မဘယ်လိုကြောင်းရလေးကိုနောက်ဆုံးအနေနဲ့ဖတ်ပြမယ်ဆိုတာစောင့်မျှော်ရင်းနဲ့ကျွန်မရဲ့ YouTube အစီအစဉ်လေးကိုအပတ်စဉ်နောက်ထောင်ပေးတဲ့ကျွန်မရဲ့ချစ်သူမိတ်ဆွေများကိုကျေးဇူးထူးတင်ပါတယ်နောက်တစ်ပတ်ဒီမှာလည်း
နောက်တစ်ပတ်မှာလည်းဘာကြောင့်ရဖတ်ပြမယ်ဆိုတာစောင့်မျှော်နှားစီရင်နဲ့ like and share and subscribe လုပ်ပေးခြင်းဖြစ်အားပေးကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်